ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးကပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးအတွက်ထုတ်ပြန်ချက်အပိုက်1မလ28ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့်အင်အားပြင်းမန္တလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့်ငရင်တန်သင့်ဒေသများမှာကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးတပ်မတော်အနေဖြင့်2025ခုနှစ်ဧပြီလ2ရက်မှ30ရက်အထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်အပိုင်းနှင့်လက်ရှိကာလတွင်လည်းနိုင်ငံတော်အစိုးရအနေဖြင့်ငရင်တန်သင့်ဒေသများ၌ထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရရုံးဌာနများပြည်သူများ၏အိုးအိမ်နှင့်လမ်းမဆက်သွယ်မှုလုပ်ငန်းများပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိပြီးနိုင်ငံတကာမှလည်းကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိသည်အပိုက်3တို့ဖြစ်ပါ၍နိုင်ငံတော်အနေဖြင့်ငရင်တန်သင့်ဒေသများ၌ပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏အကျိုးစီးပွားကိုပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့်တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုလျက်တပ်မတော်အနေဖြင့်2025ခုနှစ်မေ6ရက်မှ31ရက်အထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထပ်မံတိုးမြင့်ထုတ်ပြန်လိုက်သည်အပိုက်လေးယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားသည့်ကာလအတွင်းတိုင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်အများပြည်သူသွာလာအသုံးပြုလျက်ရှိသည်ဆက်သွယ်ရေးလမ်းကြောင်းများအားနှောက်ယှက်တိုက်ခိုက်ခြင်းနှင့်ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တပ်စခန်းများအားတိုက်ခိုက်ခြင်းတပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည့်အင်အားစုဆောင်းခြင်းပြင်ဆင်စုဖွဲ့ခြင်းနယ်မြေချက်ထွင်ခြင်းများကိုမပြုရန်နှင့်ထိုကဲ့သို့ဆောင်ရွက်လာပါကတပ်မတော်အနေဖြင့်ပြည်သူလူထုကိုကာကွယ်သောအားဖြင့်လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးမှအသိပေးထုတ်ပြန်ထားပါရဲ့ရှင်